တော်လုပ်ချင်တာလုံးလို့ရနေပါပြီနော်ဒါပေမဲ့ကျွန်တော်တို့တရားသောနည်းနဲ့အရေးဆုံးအနိုင်ယူကြပါမယ်ဒါကြောင့်မလို့နော်အခုကျွန်တော်အမေရိကန်အစိုးရနဲ့အမေရိကန်ပြည်သူတွေကိုဒါကမြစ်တာရက်ခတ်ပါတယ်ကျွန်တော်တို့ဗမာအရေးကြီးဟာတော့ကမ္ဘာအရေးကြီးဖြစ်သွားပါပြီနော်ဒါကြောင့်မလို့နော်သမ္မတကြီးအိုဘားမားနဲ့တကွနော်အမေရိကန်ပြည်သူပြည်သားအားလုံးဟာကျွန်တော်ရဲ့ဗမာအရေးကိုနော်တရားနီလာကြစွာဆွေးရှင်းပေးပါနော်ဗမာအစိုးရကိုနော်တတ်နိုင်သမျှဟာလားနော်နီးပေါင်းတော့တုံးပြီးတော့နော်ဒီချေမုံပေးပါလို့ကျွန်တော်ဟာလားပထမဆုံးမြစ်တာရက်ခံကြပါလေနော်ကျွန်တော်အရေးကခဏခဏပြောနေတဲ့အတိုင်းပဲ US should enter Burma နော်ဗမာပြည်ကိုနော် US ကဝင်ပါနော်အရင်တော့သင်္ဘောတွေလည်းဝင်မယ်လုပ်ပြီးတော့မဝင်ဘူးတော့ကျွန်တော်တို့ဒါအယူလုပ်ခဲ့တာနော်အခုကျတော့အယူတယောက်ကိုဟာလားအယူတယောက်ကဝင်လာပြီနော်ကျွန်တော်တို့ပြဿနာဟာလားဖြစ်ပြီနော်အဲ့ဒါဆိုတော့ကျွန်တော်တို့ခေါင်းဆောင်လည်းပြဿနာဖြစ်ပြီတပြည်လုံးကလည်းဟာလားနော်အားလုံးဟာနော်မတရားတဲ့နည်းနဲ့ပြပြီးလုံးကျင်နေပြီအဲ့ဒါကိုအချိန်ကြီးနော်ကျွန်တော်တို့ ARD တိုင်းရောချင်းပြည်နယ်ရောချင်းတများဥစ္စာတွေကိုနော်လေရင်နဲ့ဖြစ်ဖြစ်ဘာနဲ့ဖြစ်ဖြစ်အကုန်လုံးဝင်ပါဟာလားရိတ်ကကျဲပေးပါကျွန်တော်တို့ဟာလားဘုံကျဲဖို့ဟာလားတနတ်နဲ့ဖြစ်ဖို့မလိုပါဘူးနော်နောက်တကအဲ့ဒီတော့မလုံးလို့ရှိရင်နောက်ဒီအမားကိုနော်အမေရိကန်နဲ့တကွအမေရိကန်ပြည်သူတွေကနော်ဘယ်တော့မှပြင်နိုင်မှာမဟုတ်ပါဘူးနော်ကျွန်တော်တို့ကလည်းနော်အခုလို့နော်ဒီစိတ်မနှံ့တဲ့လူတယောက်ဟာလားကြောင့်နော်ဒီလိုဥစ္စာကိုမသိရှင်းနိုင်ဘူးဆိုရင်အမေရိကန်မှာစိတ်နှံ့တဲ့လူတွေအများကြီးရှိပါတယ်ကိုယ်ပိုင်လေးပြန်နေအများကြီးရှိပါတယ်နော်ကျွန်တော်တို့ဒီဥစ္စာတွေကိုတောင်းဆိုရပါလိမ့်မယ်နောက်တစ်ချက်အိန္ဒိယအစိုးရနော်အိန္ဒိယအစိုးရဟာနော် friend in need is friend indeed နော်လိုအပ်ချိန်မှာကူညီမနော်ဒါမိတ်ဆွေပေါင်းဖြစ်မှာပါနော်ဒါကိုနော်ဒီတိုင်းပဲဟာလားနော်ညင်ပြီးကြည့်နေတယ်ဆိုလို့ရှိရင်နော်အိန္ဒိယအစိုးရဟာကြားလားနော်ခေတ်သက်မှာဟာလားနော်ဒီမိုကရေစီလိုလားတဲ့နော်တိုင်းရင်းသားပြည်သူအားလုံးရဲ့ဓာတ်ကချင်းကိုခံရမယ်ဆိုတာဟာလားကျွန်တော်ဒီမှာဟာလားနောက်ဆုံးနေနဲ့တတိပေးပါတယ်နော်ဒီချိန်မှာမကူညီတော့ရှိရင်ဘာလို့တက်လုံးပဲနော်အိန္ဒိယဆိုတာတော်ပြီပဲနော်ဒါကြောင့်မလို့အများဆုံးဒီ17ရက်နေ့မှာနော်နာဘာဘလို့သုံးပြမလဲသုံးပြတဲ့ပုံမှာဘူတီပြီးတော့နော်ဗမာတန်ရုံပိတ်ပစ်ပါအိန္ဒိယမှာရှိတဲ့ဗမာဟာလားတန်ရုံပိတ်ပစ်ပါအစ်စ်ချော့ပစ်ပါလို့ကျွန်တော်ဟာလားတောင်းခံပါတယ်နော်တောင်းဆိုပါတယ်နော်ဒါပါပဲဗျာဟုတ်လားနော်ကျွန်တော်တို့တရားတဲ့လူကနိုင်မလားမနိုင်ဘူးလားနိုင်ပါဘူးတရားတဲ့လူတွေနိုင်မလားမနိုင်ဘူးလားနိုင်ပါဘူးတရားတဲ့လူတွေနိုင်မလားမနိုင်ဘူးလားနိုင်ပါဘူးမတရားတဲ့လူတွေကြာဆုံးမလားမကြာဆုံးလားကြာဆုံးပဲမတရားတဲ့လူတွေကြာဆုံးမလားမကြာဆုံးလားကြာဆုံးပဲမတရားတဲ့လူတွေကြာဆုံးမလားမကြာဆုံးလားကြာဆုံးပဲဒါပါပဲခင်ဗျာကျေးဇူးတင်ပါတယ်